လူငယ်ကစားသမားတွေဝယ်ယူစုဆောင်းပြီးတော့ Class of 92ဆိုတဲ့ Ferguson လက်ထက်ကကစားသမားအစုဖွဲ့မျိုးပုံစံဖော်ဆောင်နေတဲ့ INEOS ရဲ့ခြေလှမ်းတွေကိုကျွန်တော်တို့စတွေ့နေရပြီဖြစ်ပါတယ်။မနေ့ကတက်လာတဲ့သတင်းတွေမှာ Spa အသင်းရဲ့တောင်ပန်ကစားသမား Thompson ကို Man U ကလက်တလောပေါင်4သန်းပေးချေပြီးတော့ဝယ်လိုက်တယ်ဆိုတဲ့သတင်းတွေထွက်လာပါတယ်။ဒါနဲ့အတူ Man U ရဲ့လူငယ်စီမံကိန်းလူငယ်တွေရဲ့ကစားဘယ်လိုကစားသမားတွေလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရအောင်ပါ။မင်္ဂလာပါ The Voice of United Channel ကနေပြန်လဲကြိုဆိုပါရစေ။ကျွန်တော် Manchester United အသင်းကကွင်းလေကစားသမားတွေအများကြီးကိုသူတို့လိုက်ပြီးတော့ဖြန့်ကျက်ထားတယ်။ဟာလာရိုမာကိုနေလိုကစားသမားမျိုးဘာလီဘာလိုကစားသမားမျိုး West Ham ကဆာမာဗေးလိုကစားသမားမျိုးဒီလိုကစားသမားမျိုးတွေသူတို့ radar ထဲမှာအများကြီးထည့်ထားပြီးတော့သူတို့ဘယ်သူ့ဝယ်မယ်ဆိုတာလိုက်စုံစမ်းဆွေးနွေးနေတဲ့အချိန်မှာပဲမထင်မှတ်ဖဲနဲ့စပါးအသင်းကလူငယ်ကစားသမားလေးကိုကောက်ပြီးတော့သူတို့ဝယ်လိုက်တယ်ဗျာပေါင်4သန်းပဲပေးရတယ်လက်တလောပေးချိန်မှုရဒီစပါးအသင်းကစားသမားလေး Thompson ကဘဲတောင်မှန်မှာကစားတဲ့တောင်မှန်တိုက်စစ်မှုအခု West Ham မှာကစားနေတဲ့ Samavi တို့ကစားတဲ့ style နဲ့တပုံစံနဲ့ပဲဆိုတော့လက်ရှိအဲ့နေရာမှာက Man U မှာကော်ညာကစားနေတယ်အခု Rashford ပြန်ဝင်လာပြီ Rashford ပြန်ကစားရင်လည်းကစားမယ်ပေါ့နော်ဒါပေမဲ့ကာရစ်တို့သွားနေတဲ့ပုံစံကလူငယ်ကစားသမားတွေအများစုကိုသူတို့စုဆောင်းနေတာကိုကျွန်တော်တို့သတိထားမိလာတယ်ပထမနေ့ကပွဲဥအတွက်ခြေစမ်းပွဲမှာလည်းဒုတိယပိုင်းမှာလူငယ်ကစားသမားတွေအကုန်လုံးကိုထည့်ပြီးကစားတယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုလို့ရှိရင်သူကJacob Danny ဆိုတဲ့ဒီအသက်16နှစ်သားကစားသမားလေးကိုကာရစ်ကအရန်ချီးကျူးခဲ့တယ်ဟာလာမန်ယူလူငယ်အသင်းမှာလည်းလက်ရှိတို့Fletcher ညီကိုတို့JJ Gabriel တို့ဒီကစားသမားတွေကခြေစမ်းပြနေတဲ့ကစားသမားစရင်းတွေထဲမှာပါတယ်ဆိုတော့အခုလဲသူတို့ဝယ်လိုက်တဲ့ဟာကတကယ်ကိုချတိတ်လေး16နှစ်ကြော်လောက်ပဲရှင်းဦးမယ်ထင်တယ်အဲ့ချတိတ်လေးကိုပေါ့ကျွန်တော်ဝယ်လိုက်တော့မျက်လုံးထဲမှာဘာသွားမြင်လဲဆိုရင် Ferguson လက်ထက်တုန်းက Beckham တို့ Giggs တို့ဒီ Neville ညီနောင်တို့ Posco တို့ဆိုတော့အဲ့ဒါတွေအကုန်လုံးကလည်းဒီလိုလူငယ် Academy ကနေထွက်လာတဲ့တစုတစည်းတည်းထားတဲ့ Ferguson ရဲ့တကယ်တမန်နီကစားသမားတွေ Ferguson တေဆိုတေရှင်းဆိုတဲ့ကစားသမားတွေအဲ့လိုမျိုးမွေးထုတ်လာအခုလေ Ryan Giggs နဲ့ INEOS ကလူငယ်ကစားသမားတွေကိုစုဆောင်းနေတာကိုကြည်ချင်းအပြင်ဒီနေရာကိုသွားလိမ့်မယ်လို့ကျွန်တော်ကတော့မျှော်တယ်မနစ်ကလည်းသူတို့Lenny Euro နဲ့ Any Heaven ကိုဝယ်တယ် Any Heaven ဆိုလို့ရှိရင်ဗျာ Premier League မှာဘယ်လောက်ခြေစွမ်းပြပြီးကစားလဲမိုင်းယူနယ်ပွဲတွေမှာဆိုတကယ်ကိုကြည့်လို့ကောင်းတယ် Lenny Euro လည်းခြေစွမ်းလေးဒီထက်ပိုပြီးတော့တိုးတက်လာရင်ပိုကောင်းလာမယ်ကစားသမားစရင်းထဲမှာပါတယ်အဲ့ဒီလိုပဲ Heaven နဲ့အတူတူရောက်လာတဲ့ Chido Obi သူလည်းတိုက်စစ်မှုနေရာမှာကစားတဲ့ကစားသမားဒါပေမဲ့သူ့ကိုတော့ကြောက်ရိုင်းလို့ပေါ့ဗျာနည်းနည်းသူ့ထပ်ပြီးတော့တွေးနေတဲ့အနေအထားမှာရှိတယ်သူလည်းခြေပေါ်လာလို့ရှိရင်တကယ်ကိုကြည့်ကောင်းမယ်ကစားသမားတယောက်ဖြစ်လာမယ်လို့ကျွန်တော်တော့ထင်တယ်ဆိုတော့အခု iNews လုံနေတဲ့ပုံစံကဒီဘောလုံးသမားဈေးကွက်ကြီးရဲ့မှာမင်းတို့ဘယ်လောက်ခေါ်ငါတို့ကတော့ကြိုက်မှာဝယ်မှာမကြိုက်မဝယ်ဘူးတန်မဝယ်မှာမင်းတို့ပြောသမျှငါတို့မပေးနိုင်ဘူးဆိုတဲ့ပုံစံမျိုးသူတို့ကတင်းကျပ်လာတာမျိုးတွေ့ရတယ်ပေါ့နော်အရင်ကလေးစားလက်ထက်မှာဆိုဘယ်လောက်လဲတန်း80လားပေးလိုက်တန်း100လားပေးလိုက်ဆိုပြီးတော့ကစားသမားတွေဝယ်တယ်အဲ့ကစားသမားတွေကပြဿနာဘာဖြစ်လဲဆိုတော့ရေရှည်မှာအသင်းနဲ့ဒီ match မဖြစ်ဘူးအောင်မြင်မှုမရဘူးကြာဆုံးသွားတယ်သူကသူအရင်တခြားအသင်းမှာဘယ်လောက်နာမည်ကြီးမန်ယူရောက်တဲ့အချိန်မှာပြဿနာတွေနဲ့လုံးချလက်ချလိုက်ပြီးတော့ကစားသမားခြေစွမ်းကျသွားတဲ့အနေအထားတွေတွေ့ရတယ်ဆိုတော့အဲ့ပြဿနာတွေကနေရှောင်လွှဲခြင်းတဲ့ပုံစံရှိတယ်လို့ကျွန်တော်တို့မြင်တယ်ဒါကြောင့် Sergeant Ratcliffe တို့ကသူတို့ရဲ့ဒီ project ထဲမှာလူငယ်စီမံကိန်းတစ်ခုလည်းပါလိမ့်မယ်အဲ့ထဲမှာအခုလူငယ်တွေစပြီးစုဆောင်းနေတာကတကယ်ကိုခိုင်မာတဲ့အခြေခံအုံမြင့်နဲ့ကစားသမားတယောက်ကိုဈေးကွက်ထဲမှာဝုန်းဆိုနာမည်ကြီးသွားမှဈေးကြီးသွားပြီးဈေးကြီးပေးပြီးလိုက်ဝယ်နေမယ်စားအလားနာရှိတဲ့လူငယ်တွေကိုကြိုပြီးစုတဲ့ဟာနဲ့သူတို့လုပ်နေတဲ့ပုံစံပေါ့ဗျာသူတို့မှာ data analysis လုပ်တဲ့အဖွဲ့ရှိတယ်ဘယ်ကစားသမားဘယ်လိုကောင်းတာဘယ်ကစားသမားရဲ့ဆွဲဆောင်ရည်ကဘယ်လိုမျိုးဆိုတော့အဲ့ဒါတွေကိုသူတေသနာလုပ်တဲ့အဖွဲ့ရှိတယ်အဲ့သူတေသနာအဖွဲ့တွေကထွက်လာတဲ့ဆုံးဖြတ်ချက်တွေပေါ်မှာဒီကစားသမားလူငယ်ကစားသမားတွေကိုစုဆောင်းနေတဲ့ပုံစံသွားနေတာပေါ့နော်ဆိုတော့ကျွန်တော်တို့သဘောကျတယ်ဘာဖြစ်လို့သဘောကျလဲဆိုလို့ရှိရင်နာမည်ကြီးကစားသမားကိုခေါ်တာကအဲ့ကစားသမားကိုထိတ်ရချုပ်ကပြောရတာနည်းနည်းလက်ပေါက်ကတ်တယ်ဗျာအခုကကာရစ်တေဆိုတေရှင်းဆိုရှင်ဖြစ်ရမယ်ကစားသမားတွေ
မနစ်ကမတ်မတ်ရမိုင်နူးကိုယ်တိုင်ပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ်ကျွန်တော်တို့သူ့အတွက်အသေးခံပြီးတော့ကစားပေးဖို့အစီအစဉ်ဖြစ်နေပြီဆိုတာဒါကနီးပြနဲ့ကစားသမားနဲ့ဂျားတွေကယုံကြည်မှုကိုဖော်ပြတဲ့စကားနီးပြနဲ့ကစားသမားတွေကကစားသမားတွေဂျားတွေကယုံကြည်မှုကိုဖော်ပြတဲ့အချက်လက်ဖြစ်တယ်ရှေ့ဆက်မှာကြဆုံးသွားတဲ့နီးပြတွေကဥမာတန်ဟန်ရှိမယ်အမော်ရင်ရှိမယ်အဲ့ဒီနီးပြတွေကဘာဖြစ်လို့မအောင်မြင်လဲမအောင်မြင်လဲဆိုတော့ကစားသမားနဲ့သူတို့နဲ့ဂျားတဲ့ဒီနီးပြတွေဂျားထဲမှာစီးလုံးမှုမရှိခဲ့ဘူးကစားသမားနဲ့သူတို့နဲ့ဂျားထဲမှာယုံကြည်မှုမရှိခဲ့ဘူးကစားသမားကနီးပြကိုယုံရမှာဖြစ်တယ်လို့နီးပြလည်းကစားသမားကိုယုံရမှာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒါမှလည်းဒီဘောလုံးသင်းတင်းရဲ့ကစားကွက်တွေကစားဟန်တွေကိုဖော်ဆောင်လို့ရမှာဖြစ်ဒီနေရာမှာကျွန်တော်နမူနာတစ်ခုပြောချင်တာအရန်သဘောကျတဲ့ကိစ္စတစ်ခုရှိအဲ့ဒါဘာလဲဆိုလို့ရှိရင်အာဆင်နယ်မှာအာတေးတာကအခုလက်ရှိအာဆင်နယ်ကစားသမားတွေကိုအဲ့လိုမွေးယူလာတာအာဆင်နယ်ဒီလိုခြေစွမ်းပြဖို့ကိုရှေ့မှာ9နှစ်လောက်ပြိုးယူလာတယ်ဆိုတော့မန်ယူကအခုအဲ့လမ်းစဉ်တိုက်လမ်းစဉ်ကဖောက်ကူးဆန်ခစ်ကြတဲ့ကွာဖောက်ခဲ့တဲ့ဖောက်ကူးဆန်ခစ်ကြတဲ့ကွာရှောက်ခဲ့တဲ့လမ်းစဉ်အဲ့လမ်းစဉ်ကိုကာရစ်ပြန်သွားနေတယ်ကာရစ်ဆိုတာလဲဖောက်ကူးဆန်ရဲ့ဒါဖောက်ကူးဆန်မွေးစားသားလို့ပဲဖောက်ကူးဆန်ကိုသူကလည်းအဖေတယောက်လိုသဘောထားတယ်ကာရစ်တို့ကဖောက်ကူးဆန်စကားအောင်နားထောင်ခဲ့တဲ့လူတွေဖြစ်တယ်ဖောက်ကူးဆန်ရဲ့အောင်မြင်မှုတွေသူတို့သိတယ်မန်ယူရဲ့ DNA ကိုသူတို့သိတယ်မန်ယူဘယ်လိုရှောက်လှမ်းမလဲဆိုတော့သူတို့နားလေတယ်အဲ့နားလေတဲ့အတွက်ကြောင့်ပဲသူတို့အခုကင်တွယ်နေတဲ့ပုံစံကအသင်းအဝိအလဲကန်းနဲ့မှာစီးလုံးမှုတွေပြန်ရလာတယ်ကာရစ်တက်ဆိုရင်အသက်ပြီးတော့ကစားဖို့အစင်းသင်းဖြစ်နေပြီလို့မိုင်နူးကိုရိုင်ကထုတ်ပြီးပြောလာတဲ့အနေအထားတွေဖြစ်တယ်ဒါဟာဘာလဲဆိုဒီလိုမျိုးကစားသမားကနီးပြကိုယုံမှအသင်းရဲ့အောင်မြင်မှုလမ်းကြောင်းကိုကျွန်တော်တို့ပြန်ရောက်မှာဖြစ်တယ်နည်းနည်းတော့စိတ်ရှိရမှာပေါ့လေချက်ချင်းကြီးတော့ကျွန်တော်ဝုန်းတိုင်းဆိုအသေးပွင့်နေရမှာမဟုတ်ဘူးနည်းနည်းတော့စိတ်ရှိရမယ်မနစ်ကအဆင့်3နဲ့ရက်ခဲ့တယ်ဆိုတာကအရန်ကောင်းတဲ့အဆင့်တစ်ခုကိုကျွန်တော်တို့ပြန်ရောက်လာတာဖြစ်တယ်ဂျားထဲမှာအဆင့်8ရောက်သွားတယ်နဲ့ဟိုအောက်ထက်ရောက်သွားတာနဲ့ကျွန်တော်တို့မှာကိုအတင်းရဲ့နေရာမဟုတ်ဘူးကိုအတင်းနေရာမဟုတ်ပဲရောက်သွားတဲ့ခံစားချက်ကြီးအဲ့ feeling ကြီးကလုံးဝမမိုက်ဘူးပြတည်မှာမန်ယူဆိုတာကဖောက်ကူးဆန်လက်ထက်တော့ပြောခဲ့တဲ့စကားရှိတယ်တစ်မှမဟုတ်ရင်ကျန်တဲ့နေရာတွေစိတ်ဝင်စားအောင်ဆိုတဲ့စကားမျိုးအဲ့ကျွန်တော်တို့ကအဲ့လိုခက်ကြီးအဲ့လိုခက်တွေကဖြတ်တန်းလာ96 99မှာတဲ့ကျွန်တော်တို့ကမန်ယူစပြီးကြည်လာတဲ့အချိန်မှာဒီမန်ယူအတွက်အသက်ပေးကစားတဲ့ကစားသမားတွေတကယ်ကိုတုံးတိုက်ကြားကြိုက်ကစားခဲ့ကြတဲ့ကစားသမားတွေကဖာဂူဆန်ပေါ်မှာဘလို့တစ္ဆာရှိရဖာဂူဆန်ထိုင်ဆိုထိုင်နေထဆိုထပဲမင်းဂိုးဖန်းဆိုဂိုးဝင်ဖန်းတဲ့ကောင်တွေအဲ့လိုမျိုးအမိတ်နာခံတဲ့ကစားသမားတွေကိုကာရစ်တို့စပြီးစူးစီးနေတာလို့ကျွန်တော်တို့မြင်တယ်ဆိုတော့ဒီလိုမျိုးကစားသမားတွေနဲ့သာရေရှည်အောင်မြင်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုချင်တဲ့ချန်ပီယံနေရာဖြစ် UEFA ချန်ပီယံဖြစ်အားလားဒါမှမဟုတ်ချန်ပီယံစိန်ခေါ်နိုင်တဲ့ခြေစွမ်းမျိုးဖြစ်မကြခင်ချိန်တွင်းမှာပြန်ရောက်လာတော့မယ်လို့ကျွန်တော်တို့မြင်တယ်မန်ယူပရိသတ်တွေရောဒီလိုလူငယ်တွေစုဆောင်းပြီးတော့စပြီးပြိုးထောင်မှုလုပ်နေတဲ့အပေါ်မှာဘလို့မှတ်ချက်ပေးခြင်းလဲဆိုတာ comment မှာဝင်ပြီးတော့မှတ်ချက်ရေးခဲ့ပါကျွန်တော်ခင်ဗျားတို့ရဲ့မှတ်ချက်တွေကလည်းကျွန်တော်တို့အများကြီးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ပေါ်မှာလည်းကျွန်တော်တို့ကပြန်ပြီးတော့ဒီလိုမျိုးစကားဝိုင်းလေးလှုပ်ဖြစ်ချင်တယ်လှုပ်ဖြစ်မယ်ပေါ့လေအဲ့တော့မှတ်ချက်လေးပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ The Voice of United Channel ကိုလည်း subscribe လုပ်ပေးခဲ့ဖို့ဖိတ်ခေါ်ပါရစေခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်မင်းမင်းလက်ပါ